လီဆာတက်လီကားထဲကိုလက်ဝင်လိုက်တဲ့အချိန်မှာပဲသွေးအလင်းလင်းနဲ့အမျိုးသမီးတယောက်လိုက်ဝင်လာပါတယ်လီဆာလည်းကြောက်လန့်တကြားနဲ့တောင်းတနေရာမှာကက်နေမိတာပေါ့ထူးဆန်းတာကအဲ့ဒီမျိုးသမီးဟာဘယ်ကလုတ်ကိုမှမနှိပ်ပဲခုနှစ်ထက်ရောက်တော့မှအရင်ဆုံးထွက်သွားခဲ့ပါတယ်လီဆာသူ့အခန်းဘက်ကိုရှောက်လာချိန်မှာတော့အဲ့ဒီမျိုးသမီးကဘေးတကားကိုအတင်းထုရိုက်နေတာတွေ့လိုက်ရပြန်တယ်သူမှလည်းကြောက်ကြောက်နဲ့အခန်းလဲပြေးဝင်သွားပြီးခဏနေပလက်ကြည့်ရောအဲ့ဒီမျိုးသမီးပျောက်သွားပါပြီနောက်တနေ့ညမှာလည်းအဲ့ဒီမျိုးသမီးဟာတကားကိုပိုးပြီးပြင်းပြင်းထန်ထန်လာထုနေပြီမဲ့လီဆာကြည့်လိုက်တာနဲ့ရုတ်တရက်ပျောက်သွားခဲ့တယ်လီဆာအခန်းထဲမှာကြောက်ကြောက်နဲ့ရေတောက်နေတော့ပရင်းပေါက်အပြင်ဘက်ကတခုခုဖြတ်သွားသလိုခံစားလိုက်ရတယ်သူမှနေတာခုနှစ်ထပ်ဆိုပြီးမဲ့ပရင်းပေါက်ကိုဖွင့်ကြည့်လိုက်တဲ့အခါဘယ်သူမှမရှိပဲမှန်ပေါ်မှာညစ်ပတ်နေတဲ့လဝါးရကြီးပဲကြံနေခဲ့ပါတယ်ညဘက်မှာတော့ဘေးကန်းကနေအမျိုးသားတယောက်ရဲ့အော်ဟစ်တန်ကြီးထွက်ပေါ်လာလို့လီဆာတယောက်ကြောက်လုံးလုံးမလုံနိုင်အောင်ဖြစ်သွားရတယ်နောက်တနေ့မှာတော့လီဆာတကားအောက်ကနေစာအိတ်တိတ်ရောက်လာပြီးအထဲမှာ$ချက်လက်မှတ်နဲ့စာတူလေးတစ်စောင်ပါလာပါတယ်ည7:55မှာဘေးကန်းကတစ်တာကိုသွားပိတ်ပေးပါမနေ့တနာရီမှာပြန်ဖွင့်ပြီးပတ်စံဒီအားလုံးမြဲပိုင်ပေးတယ်ပတ်စံမှတ်တာရောဆက်ဆူးကျင်တာရောကြောင့်လီဆာအဲ့ဒီခန်းထဲဝင်သွားတဲ့အခါပုတ်စော်နန်နေပြီးတစ်တာပေါ်မှာလည်းထူးဆန်းတဲ့အင်းစာလုံးတွေကတ်ထားတာတွေ့ရတယ်လီဆာတစ်တာကိုသွားပိတ်ပြီးညတန်းကောင်မှာပြန်ဖွင့်ပေးလိုက်ပါတယ်နောက်နေ့သတင်းစာတွေမှာအမျိုးသမီးတယောက်အသက်ခံရတဲ့သတင်းကိုတွေ့လိုက်ရပြီးအဲ့ဒီအမျိုးသမီးဟာသူမှမြင်နေရတဲ့လူဖြစ်နေလို့လီဆာတုံ့လှုပ်သွားပါတယ်အဲ့ဒီညမှာပဲအရင်အတိုင်းစာအိတ်ချက်ရောက်လာပြန်ပါတယ်လီဆာလည်းကြောက်လို့အဲ့ဒီစာအိတ်ကိုဘေးကန်းထဲပြန်သွားထားလိုက်ပါတယ်ဒါပေမဲ့တစ်တာထဲမှာအလောင်းရှိနေမလားဆိုတဲ့အတွေ့အကြုံသူမှတစ်တာကိုထပ်ဖွင့်ကြည့်လိုက်ပြီးတဲ့အခါတစ်တာထဲကနေအမျိုးသားတယောက်ပြပြတဲ့လဲပြေးထွက်လာပြီးအဲ့ဒီအမျိုးသမီးပြန်လာတော့မယ်မြန်မြန်ပြေးတော့လို့ပြောလိုက်ပါတယ်ချက်ချင်းဆိုတာနဲ့အဲ့ဒီအမျိုးသမီးတရေမှာရောက်လာပြီးလီဆာလည်းအသေးအံထွက်ပြေးခဲ့ရပါတော့တယ်နောက်နေ့မှာအင်ရှင်စီသွားပြီးအင်္ဂလစာကျူးငွေပြန်တောင်းပေးမယ်အင်ရှင်ကပြန်မပေးပါဘူးအခုတော့လီဆာခင်ဗျရွေးချယ်စရာမရှိပဲအဲ့ဒီတရေချုပ်တဲ့တိုက်ခန်းမှာပဲစက်နေနေရပါတော့တယ်ကြည့်ရှုအားပေးခြင်းကိုကျေးဇူးတင်ပါတယ်ဗျာ